ခုချိန်မှာအရင်ဈေးကြီးပေးဝယ်စားရတဲ့ဘူစာလေးတွေကိုကြိုက်တယ်ဆိုရင်ကြုံသွားပါနဲ့နော်ဟုတ်ပါတယ်ဒါက chicken spaghetti ပါဘူစာလောက်စားကြည့်အောင်နော်ဒီ chicken spaghetti อ่ะဆိုလို့ရှင်လေမှာပဲတသက်တာလေးလွယ်လွယ်ကူကူလှုပ်ရှားရရတာမို့ကြည့်မယ်နော်ပါဝင်ပစ္စည်းလေးလည်းအရင်ရိုးရှင်းပါတယ်ရှင်ဒီလေးပွက်ပွက်ဆူလာပြီဆိုလို့ရှင်စားလေးထည့်ပြီး spaghetti ကဘာနူတယ်မဆိုရပါရင်နော်သူ့ကိုပြုတ်ပြီးထားပါနော်သူကနည်းနည်းကြကြတော့ပြုတ်ရတယ်ပေါ့နော်လို့ရှိရင်စက်သားကို marinate လေးလုပ်ထားရအောင်နော်သားကိုအနည်းဆုံးနိုင်ဝက်လေး marinate လုပ်ပြီးပါနော်ပြီးတော့စက်သားကိုကြော်မယ်ဆိုရင်နည်းနည်းငယ်ထည့်ပြီးတော့မှသားလေးထည့်ပြီးပါနော်စက်သားလေးမဆိုတလောက်လေးချက်လာပြီဆိုရင်တော့ထော့ပက်တုံးလေးတစ်တုံးထည့်ပြီးတော့ချက်ပြီးပါထော့ပက်လေးရှိတော့ပုံမွေးတာပေါ့နော်မရှိလဲရပါရဲ့နော်သားလေးချက်နေတော့ဒီဘက်မှာခင်းချင်ဒီ sauce လေးအတွက်လေးနည်းနည်းရဲ့ထော့ပက်လေးထည့်ပြီးပါနော်ဘက်ကတော့ unsalted butter လေးထည့်ပြီးပါနော် olive oil ရှိရင်တော့ပိုကောင်းတာပေါ့နော်ဒါပေမဲ့ခုကမှ olive oil ဘယ်ရှာဝယ်လို့ရလို့လဲနော် olive oil မရှိလဲစီနဲ့ထော့ပက်အနေငယ်တုံးပြီးလဲချက်စားလို့ရရနော်ချင်ဒီ sauce ကိုတော့စက်သွန်ဖြူစက်သွန်နီခင်းချင်ဒီလေးတွေကိုတော့အကျိတ်ထိုင်ပိုကောင်းပါတယ်ရှင်။ညမှာ baby tomato မတုံးလဲရပါတယ်နော်။တုံးရင်ကတော့အရသာကိုသူကတော့ပို့ပြီးတော့ enhance လုပ်ပေးတာပေါ့နော်။မဲတူလေးကချူနဲ့ချိုတဲ့ဘက်ကိုရောက်တဲ့အတွက်ဒါလေးထည့်လိုက်တော့ပို့ပြီးပြည့်စုံတာပေါ့နော်။ဘွားကနေ cheese အမုတ်လေးနည်းနည်းလေးထည့်ပြီးတော့ညမှာbasil sweet basil မရှိလဲရပါတယ်နော်မရှိတယ်မင်းလေးကိုပဲပပလေးလေးပြီးထည့်ပြီးတော့စားလဲရရင်နော်အားတော့ chili flakes လေးထည့်တာကြိုက်တာမို့အဲ့လိုလေးထည့်စားပါတယ်ရှင်စား